Okay, so let's start, right? Moral story ဗောလေနော် moral ပုံပြင်ဗော moral ဆိုတာကွာအကြောင်းအရာတစ်ခုကကျွန်တော်တို့ဘာတွေလုပ်မလဲဗောကျွန်တော်တို့ဒါအဲ့ဒီအခြေအနေမှာဆိုကျွန်တော်တို့ဘာလုပ်သင့်တယ်လဲ right ဘာမလုပ်သင့်ဘူးလဲအဲ့လိုမျိုးအခြေအနေတစ်ခုမှာအဲ့ဒါအထူးသဖြင့်ဒီ philosophy တွေးခေါ်မှုအပိုင်းမှာဗောလေအများကြီးဆွေးနွေးကြတာဟုတ်ပြီပုံပြင်ကဆက်ပြောမယ်နော်တစ်ခါတော့ကတော့ပင်လယ်ထဲမှာလေပင်လယ်ထဲမှာသင်္ဘောတစ်စီးကခရီးသွားနေတယ်ဗောသင်္ဘောတစ်စီးခရီးသွားတဲ့အချိန်မှာအမသင်္ဘောကလေမုန်တန်းလာတယ်လေမုန်တန်းလာတော့သင်္ဘောပြက်သွားတယ်ဗောလေနော်အဲ့တော့ပြက်တော့အဲ့တော့သင်္ဘောပေါ်မှာဆိုကပတိန်တစ်ယောက်ရယ်ပြီးတော့သူ့ရဲ့တပည့်၄ယောက်ရယ်လေတစ်စီးနဲ့အမဆင်းပြီးတော့လွတ်မြောက်သွားတယ်ဗောလေနော်အမသင်္ဘောကပြက်သွားတယ်သူတို့ကအဲ့ဒီလေတစ်စီးပေါ်တော့မှဆိုလူ9ယောက်ရှိတယ်ဗောလေနော်အဲ့ဒီလူ9ယောက်ထဲမှာဆိုရင်ကြံတဲ့၄ယောက်ကမိသားစုစုစုလည်းရှိရတယ်ကြံတဲ့တစ်ယောက်ကတော့တစ်ကောင်ကျွဲပေါ့မိသားစုလည်းမရှိဘူးတော့အဲ့တော့သူတို့ကအစားအသောက်တွေလည်းကုန်တယ်နေ့ပေါင်းရက်20လောက်ပေါ့ရက်20လောက်ပင်လယ်ထဲမှာမျောနေအဲ့ဒီချိန်မှာအမှသူတို့ကဆက်မျောလေနဲ့တစီဆက်မျောတော့ရက်ပေါင်း20ကျော်ပြီစားသောက်တွေလည်းကုန်ပြီအရင်တိုက်စားနေပြီတိုက်စားတော့အဲ့ဒီချိန်မှာအဲ့ဒီမိဘမဲ့ကလေးကသူကဘယ်လိုပြောလဲသူမခံနိုင်တော့သူကပင်လယ်ရေသူတောက်လိုက်တယ်ပင်လယ်ရေတောက်တော့အမဘယ်လိုမျိုးပြောမလဲပင်လယ်ရေတော့တောက်လို့မရဘူးလေနော်တောက်တော့သူ့ဘိုက်တွေကလည်းအဲ့လိုမျိုးနာပြီးတော့သူလုံးဝသူစီတော့မယ်ပေါ့ကွာအဲ့ဒီအချိန်မှာကြံတဲ့၄ယောက်ကလည်းမခံနိုင်တော့လုံးဝကိုအိုက်စာနေပြီပေါ့ရက်ပေါင်း20ကျော်ပြီပင်လယ်ထဲမှာကွာအစားအသောက်လည်းမရှိရေလည်းမတောက်ဘူးစီတော့မယ်သူတို့လည်း၄ယောက်ဒါပေမဲ့သူတို့တဲ့ပင်လယ်ရေတောက်တဲ့တည်းကပို့ပြီးတော့ဆိုးတာပေါ့အချင်းနေအဲ့မှာကပတိန်ကအချံပေးတယ်ပေါ့လေငါတို့ကကွာပင်လယ်ထဲမှာရက်ပေါင်း20လဲကျော်ပြီအစားလည်းမစားဘူးဆိုတော့ငါတို့ဘာလုပ်မလဲပေါ့ဘာလုပ်မလဲဆိုတော့ငါတို့ဒီမိဘမဲ့ကလေးပေါ့နော်ငါတို့စားလိုက်မယ်ပေါ့ငါတို့စားပြီးတော့သူ့အသားငါတို့စားမယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ငါတို့အသက်ရှင်မှာပေါ့ကွာငါတို့ဆက်ပြီးတော့အသက်ရှင်မှာပေါ့အဲ့တော့ကပတိန်ရဲ့ကြံတဲ့2ယောက်ကသဘောတူတယ်အဲ့ဒီကပတိန်ပြောတဲ့ဟာကြံတဲ့တယောက်သဘောမတူသဘောမတူဘူးပေါ့နော်အဲ့တော့ဒါပေမဲ့နောက်ဆုံးတော့သူကတယောက်ပဲလူနေစုကိုသူကတယောက်ပဲသူကစန့်ချင်တယ်ဂျန်နဲ့3ယောက်ရတော့အဲ့ဒီတယောက်စားလိုက်တယ်စားပြီးတော့စားလိုက်တယ်ပေါ့နော်အဲ့တော့စားပြီးတဲ့အချိန်မှာအမှနောက်ထပ်တရက်ရတော့တင်မောဂျီဒီစီပေါ့နော်တင်မောဂျီဒီစီကပေါ်လာတော့သူတို့ခေါ်သွားတယ်အမှသူတို့တန်းပြည်ကိုပြန်ရောက်သွားတယ်တန်းပြည်ပြန်ရောက်တော့အဲ့ဒီတယောက်ကသူ့ကိုသဘောမတူတဲ့တယောက်ပြန်ပြောပြတယ်ပေါ့တရားသူကြီးတွေပေါ့နော်ပြန်ပြောပြတယ်ငါတို့9ယောက်ထဲမှာဆိုတယောက်ကသူတို့3ယောက်စပြီးတော့စားလိုက်တယ်ပေါ့နော်အမှသူတို့ကတရားရင်ဆိုင်လိုက်ရတာအကယ်လို့နေတို့သာအဲ့ဒီအခြေအနေမှာဆိုရင်ပေါ့နော်နေတို့ဘယ်ဘက်ချမ်းနေမလဲအဲ့ဒီ3ယောက်စားတဲ့ဘက်ချမ်းနေမလားဒါမှမဟုတ်အဲ့ဒီတယောက်စန့်ကျင်တဲ့ဘက်ချမ်းနေမလားအဲ့ဒီအကိစ္စအဲ့ဒီမှုလို့မှဆိုဒီလိုစားမလဲဒီဘက်သေးလဲတူတော့ဟုတ်လားတူပဲလားတူပဲသေးဒါတော့ဒီမဲ့တူသတ်စားတာပဲကောင်းပါတယ်โอเคဘာဖြစ်လို့သတ်စားမှာဒီမဲ့တူသတ်စားတာကောင်းတယ်ဘာဖြစ်လို့လဲပေါ့အဲ့ဒါလဲအသက်လဲစင်မယ်လေမဟုတ်ဘူးလားကံကြမ္မာဆိုရမယုံရဘူးလေအသက်စင်ဖို့ကအဓိကပဲဒါမဲ့သူကဒီမဲ့တူသိရင်လဲအကျိုးထူးရလေအဲ့ဒီမှာမစောရဘူးလေအကျိုးမှလဲကျိုးရွရမလားအဲ့ဒါတင်ကသက်စားဟုတ်သူလဲသိမှာပဲလေဝေဒနာတွေဘာတွေထမခံစားရအောင်အဲ့ဒါသတ်ပေးလိုက်တာပေါ့ဒီမှာပေါ့โอเคဝေဒနာတွေထားတော့မခံစားရအောင်အသက်ရှင်အဖို့စားမှာပေါ့လေနော် Okay how about other student အခြားကျောင်းသားတွေဘယ်လိုမျိုးဆုံးဖြတ်ချက်ချမလဲအဲ့လိုမျိုးအခြေအနေမှာနှစ်ပေါင်း20ရက်ပေါင်း20ပေါ့ရက်ပေါင်း20ကျော်ပဲလည်းအရန်စားနေဘူးကွာဘလောက်ပဲစားလောင်သူများကတော့မဆိုင်စားပါဗျာအမှန်တော့ပင်လေတဲကငားနေပါလေစားလို့ရတယ်ဟုတ်တယ်လေပင်လေထဲမှာငားရရှိနေတာပဲရုပ်စင်ထဲမှာလည်းအဲ့လိုမျိုးပဲလေဟုတ်တယ်လေစားငါစားပင်လေကငါပြီးတော့စားလို့ရတယ်တော့စားဘူးအဲ့ကောင်ငါစားအဖြစ်ကျွေးလိုက်
Okay, go one by one, right? How about Sunny? Which side are you? Be side you le. Sara side la, da mama who lunezu pide te yao. Sanji ne be la. ဆက်ကြည့်တဲ့ပဲတိချာ စာတ အဲ့ လာ ဒါတငယ်ကြီးတွေချိတယ်လေတေရတူတေမယ်လို့မျိုးတေလာတူတေမယ်ပဲဖြစ်တယ်ဆိုတော့လူသူလည်းတဲ့တခြားသူကလည်းဒါပါတော့သူလည်းတေမှာပဲဒါသူလည်းတေမှာပဲတော့မတူတေမယ်ကွယ်လို့မျိုးဘာဖြစ်လဲဆိုတော့တကယ်ကိုဒုက္ခတူရနေတဲ့ခြေဆိုတော့လေ Okay. တော့တင်လဲတူသိမယ်ပါဖြစ်လဲဆိုတော့ကရောက်တယ်ဒါပေမဲ့အဲ့ဒီပုံမြင်ထဲမှာဆိုကပတိန်ကူတန်က propose လုပ်တာပေါ့အဆူတင်သွင်းတာပေါ့ငါတို့ဒီတယောက်သတ်စားမယ်နင်တို့ဘယ်လိုလဲနင်တို့သဘောထောက်ခံလာပေါ့ကပတိန်ကူတန်အဆူတင်သွင်းတာပေါ့နင်ကကပတိန်တင်သွင်းတဲ့လိုမျိုးစန့်ကျင်တာပေါ့အတူတူသိကြမယ်ဆိုတော့အဲ့လိုမျိုးလား ဆက်ကြည့်မယ်တူတေရခါတော့ကွာအဲ့ဒီတယောက်ဆိုရမအဲ့ဒီတယောက်ထက်နေတဲ့လူနေရာမှာဆိုရမကွာသူ့ကိုတက်ဆက်မယ်ဆိုတော့ကိုပါတက်ဆက်လဲပေါ့နော်လူမျိုးနေရောက်တော့ဖြစ်သွားတာပေါ့လူမျိုးသူ့အဖေရောက်ရတာပေါ့ကိုပါတက်ဆက်လဲလူမျိုးနေရောက်တက်ဆက်လဲလူမျိုးနေရောက်ပြည့်ရော ပေါက်သွားမယ်လေနေရလား အဲ့တော့သတ်စားလို့သူတို့ပုံပြင်ထဲမှာတော့သူတို့ကအဲ့ဒီတယောက်ပဲသတ်လိုက်တာပေါ့ကွယ် အာ သူတို့တွေသူတို့အစားဖို့အတွက်အဲ့ဒီတယောက်ပဲသတ်လိုက်တာပေါ့โอเคနှစ်ယောက်သတ်လို့မရဘူးလေနော်ဘာလို့ဆိုတော့ဂျန်တဲ့အယောက်ကသူကဘယ်လိုပြောမလဲကျမ်းမာသေးတယ်လေနော်အဲ့ဒီတယောက်ပဲပင်လယ်ရေတောက်ပြီးတော့တင်တယ်မလားပင်လယ်ရေတောက်ပြီးတော့ဘိုင်းကလုံးဝထိပ်ပြီးတော့တီခါနေပါဖြစ်တာပေါ့လေနော် What about Chuchu which side will you choose ချူချူရတော့ပဲဆက်ရွေးမှာ သူကတော့သူကောင်းလေးပဲသူရွေးပါတယ် Okay how about now so which side you choose killing side or not killing side Not killing teacher. တမလားမတဘူးလား မသက်ဘူးဆရာကြီး Okay why ဘာဖြစ်လဲဆိုတော့ကိုကလာတော့မှဒီလူနဲ့ဒီလူပဲโอเคကိုကသူ့ကိုဆက်ပြီးတော့စားလို့ရှိရအသက်စီကျန်ခဲ့မှဆိုရင်ဘယ်လိုလဲကိုရဲ့ခံစားချက်ကဒီလူကိုကသူများလည်းအသက်ရှင်ခွင့်ရှိတာပဲဆရာသူလည်းသူဟာနဲ့သူအသက်ရှင်ခွင့်ရှိတာပဲအဲ့ဒါလူသားပဲလေကိုလည်းလူပဲဆိုတော့သူ့ကိုသက်စားပြီးတော့အသက်ရှင်ပြီးတော့နောက်တက်အဲ့လိုမျိုးပါလေနောက်တက်ကေလာပေါ့ကွာကိုကကိုတတရကေလာပေါ့နော်အဲ့ဒါကြတော့မသက်စားရုံစရိုက်သေလဲတူသေပဲ ဟုတ်တယ် အမ Okay ဒါပေမဲ့အဲ့ဒီဆွေးနွေးချက်မှာတော့ဒီမတူညီတဲ့အမြင်ဆွေးနွေးနေပါလေနော် ကဲ တယောက်ကဘယ်လိုမျိုးဆွေးနွေးလဲဆိုတော့နေကကွာဥမာနေပင်လယ်ထဲမှာလည်းဖြစ်နေတယ်နေမသိဘူးနေအနာကဘာဖြစ်မလဲဒီသင်းဘောလားအခြားသင်းဘောမလားအခြားသင်းဘောတွေလားတွေ့မယ်ဆိုလည်းနေမသိဘူးအဲ့တော့နေ့ပေါင်း20နေ့ရက်ပေါင်းပေါ့ရက်ပေါင်း20လေးကြိုပြီးဆိုကွာအဲ့လိုမျိုးအခြေအနေမှာရှင်လှုပ်သင်းလှုပ်ထိုက်တာကတော့လှုပ်ရမှာပဲတဲ့အဲ့လိုမျိုးဆိုတော့ဘာလို့ဆိုနေအသက်ရှင်မှုကလည်းချင်နေတယ်ကွာအဲ့တော့လှုပ်သင်းလှုပ်ထိုက်တာတော့သူ့ကိုစားမယ်အဲ့တော့စားမယ်ပြီးတော့နေရာမိသားစုတွေရှိတယ်လေနော်ဘာလို့ဟိုမှာတယောက်ပဲမိသားစုဝင်မရှိတကောင်ချက်ပဲအဲ့နေမိသားစုရှိတယ်တတ်စားလိုက်တယ်အဲ့တော့ကိုမျိုးကိုရွာပြန်တယ်ကျောင်းတွေပြန်ထောင်မလားစီးပွားရေးတွေပြန်လောက်မလားလူမှုဝန်ထမ်းတွေအတွက်အများကြီးအကျိုးရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မို့အဲ့ဒီအခြေအနေမှာဆိုလှုပ်သိရင်တော့လှုပ်ရမှာပဲအဲ့လိုမျိုးဆွေးနွေးတဲ့အဆိုလည်းရှိတယ်ပေါ့နော်ဒါပေမဲ့တချို့ပြန်ဆွေးနွေးကြရတော့မလှုပ်သိရင်ပေါ့ကွာဆိုလိုတာဒီကျွန်တော်တို့ရဲ့ဒီပေါ့ crime ပေါ့နော် crime crime ဆိုတာဘာလဲအင်္ဂလိပ်လိုက crime မြန်မာလိုကဘာလဲ ဝမှု လူတသားူကမဆို ရအမှုတွေပေါ့အဲ့အမှုတွေဆိုတာတဲ့ဘာဖြစ်လို့အမှုတွေဖြစ်ရတာလဲဆိုတော့အများဖြစ်အမှုဖြစ်ရတဲ့အကြောင်းကြီးက my desire my need is important than other ပေါ့ငါရဲ့အလိုဆန္ဒငါရဲ့လိုအပ်ချက်တွေကအခြားလူတွေထက်အရေးကြီးလို့ဒါကတော့အခြေခံ basic crime တွေပေါ့နော်ဒါအမှုတွေဖြစ်ရတဲ့ကိစ္စအဲ့ဒါပဲအဲ့ဒါကြောင့်မလို့တချို့ကဘယ်လိုမျိုးအကြောင်းပြချက်ပေးလဲဆိုတော့တတယ်ဆိုတာတတာပဲကွာသိမလားလုံးဝမလုပ်သင့်ဘူးပေါ့နော်တချို့ကတော့အဲ့လိုမျိုးအကြောင်းပြချက်ရှိတယ်အဲ့တော့
တချို့ကတော့ဘယ်လိုမျိုးပြောလဲဆိုတော့ဒီအခွင့်တောင်းတာပေါ့ငါခွင့်တောင်းလိုက်မယ်ပေါ့ငါနင်းကိုစားမှာနော်ဘာဖြစ်လဲဆိုတော့နင်ကသေတော့မဲ့လူဟုတ် ဟုတ်တယ် နင်ကသေတော့မဲ့လူဆိုတော့နင်းကိုခွင့်တောင်းတယ်ငါနင်း ဟုတ်တယ်ဟုတ်တယ် ဘာဖြစ်လဲဆိုတော့ငါတို့၄ယောက်ကအရန်ကိုပိုက်စားနေပြီအဲ့ဒါငါတို့ကမိသားစုရှိတယ်နှစ်မှရတော့ဘာမှမရှိဘူးခွန်ထွက်ပဲโอเคအဲ့လိုမျိုးတွေကသူတို့ကဒီအကြောင်းပြချက်တွေပေးတာပေါ့နော်အဲ့တော့နေတို့ဆိုရင်လည်းဘယ်လိုမျိုးရွေးမလဲမင်းကြည့်တာပေါ့လေနော်အဲ့ဒီကိုကဒါမှပြောခဲ့တယ်နော်တကယ်အရေးကြုံလာရင်လူကပြောမတတ်ဘူးလားလုံးဝအရေးကြုံလာရင်ဘာမှမတတ်နိုင်တော့တဲ့အခြေအနေဆိုရင်တော့ဆိုလိုတာကဘာလှုပ်သိမ့်လဲဘာမလှုပ်သိမ့်ဘူးလဲဆိုတာစဉ်းစားခဲ့တယ်ပေါ့လေနော် ဟုတ်တယ်ဟုတ်တယ် အဲ့ဒါတော့သူတို့ခေတ်ခါတော့တရားသူကြီးကိုထံတွေကတောင်အဲ့ဒီ၄ယောက်ကိုဘယ်လိုမျိုးလဲကိုရှင်းစာစိတ်ဖြစ်တယ်ပေါ့နော်ကိုရှင်းစာလိုက်တာကွာပင်လယ်ထဲမှာရက်ပေါင်း20ကျော်ပါမစားဘူးပေါ့နော်အဲ့တော့သူတို့လှုပ်သိမ့်လှုပ်ထိုက်တယ်ကွာအဲ့လိုမျိုးလားတရားသူကြီးကိုထံကသူတို့ခေတ်ခါတော့အဲ့လိုမျိုးထောက်ခံတယ်ပေါ့နော်သူတို့ရဲ့လှုပ်ရโอเคall right okay အမြင်ထပ်ပေးခြင်းသလားဒီအကြောင်းအရာပေါ်မှာမူတည်ရတော့ ဟုတ်ပြီလေ ပေးရှိတဲ့ဆရာကြီး okay ဟုတ်ပြီပေးပါဦး အကယ်၍သူတို့ကဒီလူကသေတော့မဲ့တူဆိုရဲ့ပေးစီလိုက်လေဆရာသူဟာသူစေပြီးမှစားဖို့ ဒီလေဟုတ်တယ် သူများတဲ့များထီရတော့မဟုတ်သေးဘူးလေ ပေးအရေးပေးတယ်လဲသူကသူတေးပြီးမှစားလဲအဲ့လိုရတယ်ကေလုံး ဟုတ်တယ်လူပြီးတာအပါပေါ့လေးစေးစားလို့မကောင်း ခုမဟုတ်ဟုတ်ကဲ့ ဒီလိုစေထားတယ် ပေါ့ပေါ့ဒါတော့တော့ okay ဘာသာပေါ့လဲသာပေါ့ အရေးပေးပါလေ ဟုတ်ပြီဒါဆိုတော့ဆိုတဲ့ဒါတော့ဒီလိုပြီးပြလိုက်မယ်ပေါ့အဲ့ကြောက်စီကြီးမှစားပေါ့နော်ဒါမဲ့ဟာလဲစပ်မျိုးတော့စီပြီးဆိုရင်အစားပေါက်လို့စားလို့မကောင်းအဲ့တော့မသိခင်နနူးတူလေးပဲကောင်း ဟုတ်တယ်အစင်လလအလီနဲ့ ဟုတ်လေသူနည်းလေသူခိတ်ဆိုပြီးတော့တည်တာနဲ့တခါလဲစားလိုက် ငါမသိသေးဘူးရော တမင်းနဲ့မကြော်နဲ့လေအဲ့လိုမျိုးလဆဆဆရှိတယ်မင်းနဲ့တော့မကြော်နဲ့တည်တာ အဲ့ နဲ့ လိုမျိုးမေးလိုက်ဟောနေသေးတော့မလား ဘယ်တော့ပြီးမလဲ